วันนี้มีข่าวดีจะมาบอกค่ะน้องรู้ดิกาแฟเล็กเต่าเลยติ้งเต่าอย่างหาที่ไม่ต้องเลยสุดอ๋อน้องเลยทั้งสาเต็มไปบาลาทั้งสกาเต็มไปบาลาสูบอยู่เลยတောင်းဖုန်လာတဲ့သူတွေတော်တော်များတော့ဒီဗီဒီယိုဖိုင်လေးကိုလုပ်ပြလိုက်ရခြင်းဖြစ်ပါတယ်။အနောကိုယ်တိုင်ပေါ့နော်။ online ကနေတက်ခဲ့ဘူးလေတင်နန်းကျောင်းတစ်ခုရှိရ။အဲ့ဒီကတက်ခဲ့တဲ့တင်နန်းကျောင်းရဲ့အတွေ့အကြုံလေးကိုအနောအယူအဆုံးပြန်လဲပြီးတော့မျှဝေပေးချင်တယ်။ထိုင်းဘာသာစကားမှာဆိုရင်စကားလုံးတစ်လုံးကိုအတိတ်ပဲနှစ်ခုကနေသုံးခုအသုံးပြုလို့ရတာတွေရှိတယ်။အဲ့ဒါတွေကိုကျောင်းသားတွေအကုန်လုံးလွယ်ကူကူနဲ့နားလည်သဘောပေါက်အောင်သင်ကြားပို့ချပေးတာကိုလည်းအနောတွေ့ခဲ့ရတယ်။ပြီးရင်နောက်တစ်ခုကသတိထားမိတာဘာလဲဆိုရင်တင်နန်းသူတင်နန်းသား group တွေထဲမှာတစ်ခုနင်းလိုက်တာနဲ့အချိန်အရင်မကြောက်ဘူး။တင်ကြားပေးတဲ့ဆရာမတွေကိုယ်တိုင်ကချက်ချင်း reply ပြန်လာအောင်လည်းအနောတွေ့ခဲ့ရတယ်ပေါ့နော်။တင်နန်းကျောင်းနာမည်ကကြတော့Tata Thai online class ဖြစ်ပါတယ်ရှင်။အနောဘာလို့ join ခဲ့တာလဲဆိုတော့အနောကထိုင်းစကားတက်တယ်။နားလေတယ်။ဒါပေမဲ့မဖတ်တတ်ဘူး။မရေးတတ်ဘူးပေါ့နော်။အရေးနဲ့အဖတ်ကိုအနောက join ခဲ့တာဖြစ်ပါတယ်ရှင်။ထိုင်းဘာသာစကားကိုလေ့လာသိယူခြင်းနဲ့ဆိုတဲ့သူတွေအတွက်အိမ်မှာနေပြီးတော့ပဲလေ့လာမလားအလုံးလုံးရင်းနေပဲလေ့လာမလားပေါ့နော်။အနောရဲ့အလုံးလုံးရင်းနဲ့ဘယ်လိုအချိန်ရမှာလဲဘယ်လိုလေ့လာနိုင်မှာလဲဆိုတဲ့သူတွေအတွက် Tata Thai online class မှာလေအချိန်15ခုတောင်ရွေးချယ်ခွင့်ပိတ်ထားတယ်အဲ့တော့ကိုအလုပ်အားတဲ့အချိန်ကိုအဆင်ပြေတယ်ဆိုတဲ့အချိန်ကိုရွေးပြီးတော့ join လိုက်ရုံထိုင်းနိုင်ငံကဘာလို့ဆရာမတွေကပဲတင်ကြားပို့ချပေးတာဆိုတော့မတက်မှာကိုလုံးဝစိတ်ပူစရာမလိုဆိုတော့ကထိုင်းဘာသာစကားတက်ချင်တဲ့ထိုင်းစာလေးသင်ပေးပါလားဆိုတဲ့သူတွေအတွက်အနောကတင်လန်းလေးပြောပြပေးလိုက်ပြီနော်မြင်သာဝင် join လိုက်ပါရှင်